ဒါနတတ္တဝါအလှလူပြီးတဲ့နောက်မှာတန်ထိုမိမိလှူခဲ့တဲ့ဒါနကုသိုလ်ကိုဂရုကတ္တဝါအလေးနဲ့ထားပြီးတော့ပစ္စဝေကတိဆင်ញင်စဉ်းစားတယ်တဲ့။ဆင်ញင်စဉ်းစားတာကကုသိုလ်တစ်ခုဒါနတတ္တဝါဒါနပေးလှူတာကကုသိုလ်တစ်ခုဆိုကုသိုလ်ဘယ်နှခုဖြစ်သွားတော့နှစ်ခုဖြစ်သွားတယ်။အဲ့တော့လှူတာကတစ်ခါပဲလှူတယ်ပြန်စဉ်းစားတာအချိန်ချင်းစဉ်းစားလို့မရပြီဘူးလား။အချိန်ချင်းစဉ်းစားလို့ပြန်ပြီးတော့ရလာတယ်။ဒါနလို့ဆိုတဲ့ပကတအခြေခံကောင်းလေးတစ်ခုကိုအခြေပြုပြီးတော့နောက်ထပ်ကုသိုလ်တွေဇက်တိုက်ဖြစ်လာဒီလိုဆိုလို့တယ်နော်အဲ့လိုဇက်တိုက်ဖြစ်လာအလေးနဲ့ထားပြီးတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုဆင်ញင်စဉ်းစားပါတဲ့ဒါဥပနိဒေယပစ္စည်းလို့ခေါ်တယ်ကိုယ်မှာတန်ဖိုးရှိတဲ့အရာလေးတစ်ခုရထားပါရဲ့တန်းနဲ့ပြန်ပြီးတော့အခုလို့မဆင်ញင်မစဉ်းစားဘူးဆိုလို့ရင်ကုသိုလ်မရနိုင်ဘူးလူတော်ကရလိုက်တဲ့ကုသိုလ်လေးတစ်ခုပဲရမှာပေါ့နောက်တစ်ခုကုသိုလ်ကောင်းမှုတစ်ခုကိုမြတ်စွာဘုရားရှင်းပြတယ်သီလံသမာဓိယိတဝါတံကရုံကတ္တဝါပစ္စဝကတိဒီလိုဆိုသီလဆောက်တည်လိုက်တယ်ခေါဏကြည့်လေ